ဒီနေ့ sharing လုပ်မဲ့ဟာကဒီ scholarship တခု master ဖြစ်ဖြစ် PhD ဖြစ်ဖြစ်လျှောက်တော့မယ်ဆိုရင်လိုအပ်တဲ့ documents တွေထဲမှာတခုဖြစ်တဲ့ statement of purpose ဆိုတဲ့ဟာလေးအဲ့ဒါကကြတော့ research proposal မဟုတ်ဘူးသူက research အကြောင်းရေးရတာမဟုတ်ဘူးအဓိကကိုဒီ scholarship ကိုဘာလို့လျှောက်ချင်တယ်လဲဆိုတဲ့ဟာကိုရေးရတာအဲ့ဒီ statement of purpose ကကြတော့ကိုယ့်ရဲ့ impression ပဲ research proposal မတိုင်ခင်ကိုယ့်ရဲ့ impression ပဲဘာဖြစ်လို့လဲဆိုတော့scholar တခုလျှောက်တော့မယ်ဆိုရင်ဒီ strong ဖြစ်တဲ့ candidates တွေရောဒီစိတ်ဝင်စားတဲ့သူတွေရောအကုန်လျှောက်ကြမှာအဲ့တော့ခါကြတော့သူတို့က statement of purpose မှာကိုယ်ကိုယ်သွေးတွေရေးကြမှာရေးကြတော့ခါကြတော့လူတိုင်းကတော့အကောင်းဆုံးနေရေးကြမှာအဲ့တော့လူဒီရောက်ပေါင်းညောင်များစွာရေးတဲ့မှာကိုယ့်ရဲ့ statement of purpose ကိုဖတ်လိုက်ပြီးတော့ကိုရွေးချယ်ခြင်းလေးဖြစ်သွားအောင်ကိုရေးတဲ့ဟာလုံးဝ boring မဖြစ်ဘဲနဲ့အဆင်ပြေပြေဖြစ်ဖို့အတွက်ကဒီ statement of purpose ကအရေးကြီးတာရေးတဲ့တစ်ခုဖြစ်တယ်အဲ့တော့statement of purpose ကိုဘယ်လောက်ထိအရေးကြီးတယ်လဲဘယ်လိုရေးရမလဲဆိုတဲ့အချက်ကလေးတွေကိုပြောပြမယ်နော်ပထမဦးဆုံး statement of purpose ရေးတော့မယ်ဆိုရင်အနည်းဆုံးA4 စာမျက်နှာ page အနည်းဆုံးတစ် page ရေးရမယ်အဲ့ဒီမှာနည်းနည်းပို့သွားရင်တော့နည်းနည်းပေါ့အရင်ကြီး2 pages တွေ3 pages တွေဖြစ်သွားရင်တော့နည်းနည်း boring ဖြစ်သွားမှာအဲ့တော့အတက်နိုင်ဆုံး1 page ဒါမှမဟုတ်ရင်1 page တဲ့နောက်ထပ် paragraph လေးတစ်ခုပို့သွားတာမျိုးပဲဖြစ်တင်တယ်နော်အဲ့တော့အဲ့ဒီမှာပထမဦးဆုံးတစ်ချက်ရေးရမှာဘာလဲဆိုတော့ခါကြတော့ကိုကဘာကြောင့်မလို့ဒီ scholarship ကိုရှောက်ချင်တာလဲဆိုတဲ့အကြောင်းရေးပြရမယ်ပြီးတော့ဒီ scholarship ကကိုယ့်ရဲ့ရှိနေတဲ့ skills တွေကိုဘယ်လို improve ဖြစ်သွားနိုင်လဲဆိုတဲ့ဟာကို first paragraph မှာရေးပြရမယ်ဒုတိယတစ်ချက်ကကိုယ့်ရဲ့ background education ဘွဲရပြီးသွားပြီဆိုရင်လေကိုဘွဲရပြီးသွားတဲ့ဟာဘယ်နှစ်ခုနှစ်မှာဘွဲရတယ်ဘယ်နှစ်ဘွဲရထားလဲဆိုတဲ့ဟာကိုဒုတိယစာပိုင်းဖြစ်တဲ့ background education မှာရေးပြရမယ်ပြီးတော့ခါကြတော့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကိုယ့်ရဲ့ဒီ academic မှာကိုကသူတည်တနာနဲ့ပတ်သက်ပြီးတော့ဘာတွေပြီးထားလဲပြီးတော့ခါကြတော့ကိုဘာတွေ achievement တွေရထားလဲဆိုတဲ့ဟာမျိုးဒီမှာဒါတတိယပိုက်ပေါ့နော် achievement တွေမရထားရင်လည်းကိစ္စမရှိဘူးဘာလို့ရေးရမလဲဆိုတော့ကိုတက္ကသိုလ်တက်နေတဲ့အတွင်းမှာကိုဘာအလုပ်တွေပြီးထားခဲ့တယ်လဲဆိုတဲ့ဟာမျိုးကိုတတိယပိုက်မှာရေးပြရမယ်ပြီးတော့စတုထအပိုက်မှာကြတော့ဘာရေးပြရမလဲဆိုတော့ခါကြတော့ကိုရဲ့ဒီရှောက်မဲ့ program ကကိုယ့်ရဲ့ academic fee မှာဘယ်လိုတွေအကျိုးရှိစေနိုင်မလဲပြီးတော့ကိုယ့်ရဲ့ career မှာဘယ်လိုတွေအဆင်ပြေသွားနိုင်မလဲပြီးတော့ကိုယ့်ရဲ့ profession ဘယ်လို improve ဖြစ်သွားနိုင်မလဲဆိုတဲ့ဟာကိုဒီ program နဲ့ပတ်သက်ပြီးတော့ relatable ဖြစ်တဲ့ဟာလေးကိုကြတော့ဘယ်နှပိုက်မှာရေးရမှာလဲဆိုတော့စတုထမြောက်အပိုက်မှာရေးပြရမယ်ပြီးတော့နောက်9ပိုင်းမြောက်မှာကြတော့ဘာရေးရမှာလဲဆိုလက်ရှိကိုဘာလုပ်နေရလဲပေါ့ပြီးတော့ခါကြတော့ကိုကဒီ program ကိုရဖို့အတွက်ဘယ်လောက်ဒီ hard work အလုပ်တွေစူးစမ်းနေတယ်လဲပေါ့အဲ့ဒါမျိုးကိုကြတော့စက်တဘာမြောက်စာပိုင်းမှာရေးပြရမယ်နောက်ထပ်9ပိုင်းမြောက်မှာကြတော့ဘာရေးရမလဲဆိုကိုလျှောက်ချင်တဲ့နိုင်ငံနဲ့ကိုလျှောက်ချင်တဲ့ program နဲ့ relate ဖြစ်တဲ့အကြောင်းအရာလေးတွေကိုထည့်ရေးပြရမယ်နောက်ဆုံးကကြတော့ကိုဘယ်လောက် believe ဖြစ်လဲကိုကဒီ program ကိုရှောက်ဖို့အတွက်ဘယ်လောက်ထိကိုယုံကြည်မှုတွေရှိထားလဲဆိုတဲ့ဟာမျိုးကိုအရင် over confidence မဖြစ်စေဘဲနဲ့ထည့်ပြီးရေးပြရမယ်အဲ့တော့ဒီအချက်တွေအကုန်လုံးပါသွားပြီဆိုရင်ကိုယ့်ရဲ့ statement of purpose ကဖတ်လိုက်တာနဲ့လုံးဝ 100% boring မဖြစ်စေဘဲနဲ့ကို selection လုပ်သွားနိုင်ကြည်တွေကတစ်ခုဖြစ်တယ်အဲ့တော့အကုန်လုံးရှာဖို့ဆန္ဒရှိတယ်ဆိုရင် statement of purpose ကိုအရင်အဓိကကတော့ statement of purpose ရေးတော့မယ်ဆိုရင်ဒီခေတ်ကတော့ဘယ်နေရာမှာဆို copy paste တွေလုပ်ဖို့ကလွယ်တယ်ကွာဒါပေမဲ့ကိုယ့်ရဲ့ feelings ကိုယ့်ရဲ့တကယ်လက်တွေ့အဖြစ်အပျက်ခံစားနေတဲ့ဟာတွေကိုထည့်ပြီးရေးမယ်ဆိုရင်ဒီ statement of purpose ကလုံးဝ perfect ဖြစ်ပြီးတော့ရွေးချယ်နိုင်ရကြည်တဲမှာ99.999% ရှိပါတယ်အဲ့တော့ all the best bye bye